မန်စီရိုနယ်ဒိုဟာလန်အမ်ဘာပေဟာရီကိန်း2015ခုနှစ်ရဲ့ဂိုးသွင်းများဆုံးကစားမများပြည်သူများမဲမင်လာများဝီလူကျော်အိုင်ဘက်ကွန်ရှီကိုစပေါ့အေရီယာကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရစေ2015ခုနှစ်ကြီးကတော့နှုတ်ဆက်လို့သွားခဲ့ပါပြီ2015ခုနှစ်ကဘောလုံးဝါသနာရှင်တွေအတွက်တော့တကယ်ကိုရင်ခုန်စရာကောင်းတဲ့နှစ်ဖြစ်ခဲ့ပါတယ်ဒီနေ့ရဲ့ဂိုးသွင်းအများဆုံးကစားမဆင်းရဲ့ထိပ်ဆုံးကိုကြည့်ရင်အပြောင်းလဲနေအများကြီးကိုမြင်နိုင်မှာဖြစ်ပါတယ်အရင်တော့ဥရောပလိမှာတွေမဟုတ်ဘဲနဲ့အမေရိကန်လိမေဂျာလိနဲ့ဆော်ရီပရိုလိကစားမတွေပါထိပ်တန်းဆင်းနဲ့ရောက်လာကြတာကိုတွေ့ရမှာပဲဖြစ်ပါတယ်2015ခုနှစ်ရဲ့ဂိုးသွင်းအများဆုံးကစားမကတော့အမ်ဘာပေ68ပွဲကစား66ဂိုးသွင်းဟယ်ရီကိန်း65ပွဲကစားဂိုး60သွင်းဟာလန်55ပွဲကစား58ဂိုးသွင်းပူတာရီကိုကလပ်အကယ်ဒမီယာကွင်တန်နာတိုက်စစ်မှုကယ်ဗင်ဟာနန်တက်38ပွဲကစား48ဂိုးသွင်းဖီဒါအိုဆီယန်52ပွဲကစား46ဂိုးသွင်းမက်ဆီ54ပွဲကစား46ဂိုးသွင်းမီဗီကန်တိုက်စစ်မှုဗန်ဂယ်လက်ပါလီဒစ်83ပွဲကစား45ဂိုးသွင်းထိုင်းကလပ်ဘရီယန်ယူနိုက်တက်အသင်းရဲ့ဘရာဇီးတိုက်စစ်မှုဂွီယာမီဘီလိုဆိုလီပွဲ60ကစား44ဂိုးသွင်းရိုနယ်ဒို46ပွဲကစား42ဂိုးသွင်းတို့ဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာတော့2015ရဲ့ဂိုးသွင်းများဆုံးကစားမတွေဖြစ်တဲ့အမ်ဘာဘေးဟာရီကိန်းဟာလန်တို့ရဲ့သွင်းဂိုးတွေအကြောင်းပြီးဂိုးကြီးနှစ်ပါးဖြစ်တဲ့မက်ဆီနဲ့ရိုနယ်ဒိုတို့ရဲ့အကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်ကီလီယန်အမ်ဘာဘေးရီယယ်မက်ဒရစ်ရဲ့ဂိုးသွင်းဆက်ပြောမယ်ဆိုရင်2015ခုနှစ်ဟာအမ်ဘာဘေးအတွက်သူ့ဘဝရဲ့ရွှေအောင်နေ့ရက်တည်လို့တောင်ဆိုရမှာပါသူဟာရီယယ်မက်ဒရစ်ကိုပြောင်းရွှေ့လာခဲ့ပြီးတဲ့နောက်မှာခြေစွမ်းတွေတကယ်ကိုအချိန်တက်လာခဲ့တာပါစုစုပေါင်း66ကိုဆိုတာကတကယ်ကိုမျိုးနိုင်စရာကောင်းတဲ့ဂိမ်းကနန်းမှာအမ်ဘာဘီယာ2015ခုနှစ်အတွင်းမှာ59ကိုကလပ်အသင်းအတွက်သွင်းယူပေးခဲ့တာဖြစ်ပြီးဒါ2013ခုနှစ်တုန်းကရဲဒိုရဲ့အစံချိန်ကိုအမိလိုက်နိုင်ခဲ့တာဖြစ်ပါတယ်။အမ်ဘာဘီရဲ့ဂိုးသွင်းနှုန်းကိုကြည့်မယ်ဆိုရင်ပွဲတိုင်းဒီမှာဂိုးသွင်းနိုင်တာကိုတွေ့ရမှာပါ။သူဟာစက်တင်ဘာလအတွင်းမှာတင်10ပွဲကစားပြီးတော့10ပွဲလုံးဂိုးသွင်းနိုင်ခဲ့တာမျိုးထိခြေစွမ်းပြခဲ့ပါတယ်။ဒါနဲ့မကသေးဘူးနော်။သူဟာအသက်26နှစ်အရွယ်မှာတင်ကစားမဘွားသွင်းဂိုးလေးရပြေးခဲ့လို့21ရာစုရဲ့အသက်ငယ်ဆုံးဂိုးလေးရပြေးသူဖြစ်လာခဲ့ပါတယ်။ရီယယ်မက်ဒရစ်ရဲ့အတိုင်းစစ်မှာအမ်ဘာဘေကအဓိကအသက်သွေးကြောဖြစ်နေပြီးအသင်းသွင်းဂိုးရဲ့53ရာခိုင်နှုန်းထိသူကသွင်းပေးထားတာပါ။အမ်ဘာဘေရဲ့သွင်းဂိုးတွေကိုစမ်းစစ်ကြည့်ရင်ဥရောပပြိုင်ပွဲတွေမှာ14ဂိုးထိရှိတာမို့သူဟာ2025ခုနှစ်ရဲ့ချန်ပီယံလိဂ်ဂိုးသွင်းပြီးလို့တော့ပြောလို့ရပါတယ်။သူ့ရဲ့ဂိုးသွင်းနှုန်းကိုတင်ချာနေရတွဲကြည့်ရင်တော့ပို့ပြီးတော့တည်တာသွားပါပါ။ဒါတပွဲတကုန်းလုံးဒီမှာသွင်းနေတာဖြစ်လို့တကယ်ကိုကြောက်စရာကောင်းတဲ့တိုက်စစ်မှုပါပဲ။ဟာရီကိန်းဂျာမန်မီကိုသိမ်းပိုက်ထားတဲ့အင်္ဂလန်အသင်းကောင်းဆောင်နောက်တစ်ယောက်ကတော့ဟယ်ရီကိန်းပါသူကလည်း2025ခုနှစ်မှာဂိုး60နဲ့အဆင့်နေရာမှာရှိနေတာပါဟယ်ရီကိန်းရဲ့ထူးခြားချက်ကဂိုးသွင်းရုံနဲ့မဟုတ်ဘဲနဲ့ဂိုးဖန်တီးမှုတွေမှာလည်းပါဝင်နေတာပါ2025-26ရာသီအစာပိုင်း10ပွဲမှာ18ဂိုးသွင်းပြီး3ဂိုးဖန်တီးပေးထားတယ်ဆိုတော့ပြင်းပြအားဖြင့်39မိနစ်တိုင်းမှာဂိုးပေါင်ရင်ပတ်သက်နေတာပါဂျာမန်ဘွန်ဒန်လီဂါမှာဟယ်ရီကိန်းကတကယ်ကိုမင်းမှုနေတာပါသူဟာ2025ခုနှစ်အတွင်းလီဂိုးတင်32ဂိုးထိသွင်းယူထားနိုင်ခဲ့ပြီးဥရောပအဆင့်ပြိုင်ပွဲတွေမှာလည်း19ဂိုးထိရရှိခဲ့ပါတယ်ဟာရီကိန်းဟာသူ့ရဲ့ကစားမဘွားပထမဆုံးသောအဓိကစူပလာကြီးကိုလည်းဒီနှစ်မှာပဲဘိုင်ယန်နဲ့အတူစုကူးနိုင်ခဲ့တာမို့သူ့အတွက်တော့2025ခုနှစ်ကတကယ်ကိုအောင်မြင်ခဲ့တဲ့နှစ်ပါပဲအာလင်ဟာလန်နော်ဝေးရဲ့ဂိုးသွင်းဆက်ကြီးအဆင့်3မှာရှိနေတဲ့အာလင်ဟာလန်ကတော့58ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။တိကျတဲ့အတိုင်းပဲဟာလန်ဟာမန်စီးတီးအတွက်တာမကနော်ဝေးနိုင်ငံအသင်းအတွက်ပါဂိုးတွေတစ်ထပ်ဆက်သွင်းပေးနေတာပါ။2025ခုနှစ်ဟာဟာလန်ရဲ့ထူးခြားချက်ကတော့နိုင်ငံအသင်းအတွက်ခြေစွမ်းပြမှုပါပဲ။သူကနော်ဝေးအတွက်6ပွဲကစားခဲ့ရမှာ6ပွဲလုံးဂိုးသွင်းနိုင်ခဲ့ပါတယ်။အထူးသဖြင့်မော်တိုဘာကို17ဂိုးတကိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာသူ9ဂိုးသွင်းခဲ့တာကတော့တကယ်ကိုသမိုင်းဝင်ပွဲပါ။မန်စီနဲ့ရိုနယ်ဒိုအရှိန်မကုန်သေးတဲ့ဂုဏ်နှစ်ပါးလီယိုနယ်မန်စီနဲ့ခရစ္စတီယာနိုရိုနယ်ဒိုကတော့အသက်အရွယ်တွေရလာကြပြီဆိုပေမဲ့ဂိုးသွင်းအဆင့်မှာဆက်ရှိနေကြစေပါမန်စီကတော့46ဂိုးနဲ့အဆင့်6မှာရှိနေပြီးရိုနယ်ဒိုကတော့42ဂိုးနဲ့အဆင့်9မှာရှိနေပါတယ်မန်စီဟာအင်တာမီယာမီမှာခြေစွမ်းပြနေပြီး MSN ကပ်ကိုပါစုကူးနိုင်ခဲ့ပါသေးတယ်သူဟာ2025ခုနှစ်အတွင်း46ဂိုးပြင်ဂိုးဖန်တီးမှု28ကြိမ်ထိပြုလုပ်နိုင်ခဲ့တာကြောင့်စုစုပေါင်းဂိုးပေါင်ရင်ပတ်သက်မှု84ကြိမ်ထိရှိခဲ့ပါတယ်ရိုနယ်ဒိုကတော့ဆော်ရီမီမှာဂိုးတွေဆက်သွင်းနေတုန်းပါပဲသူဟာ2025ခုနှစ်အတွင်းမှာ42ဂိုးသွင်းယူခဲ့ပြီးကစားမဘွားသွင်းဂိုး1000ပြေးဖို့အတွက်44ဂိုးပဲလိုပါတော့တယ်ရဲဒိုဟာပေါ်တူဂီအသင်းနဲ့အတူနေရှင်းလီဖလားကိုလည်းဒုတိယအကြိမ်စုခိုးနိုင်ခဲ့ပါသေးတယ်။ဒါတွေကတော့2025ခုနှစ်အတွင်းဂိုးသွင်းအများဆုံးကစားမတွေနဲ့စေကြီးနှစ်ပါးတို့ရဲ့ဂိုးသွင်းနှုန်းတွေပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကလောက်ပါမယ်။နောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းအကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကောင်းချိုးလိုက်ရပါတယ်ခင်ဗျာ။